ဖို့ရန်တော့တယောက်လက်တယောက်ချိတ်ခါရည်စရာလေးများပြောပြနော်အချစ်ပြောမျိုးအောင်လုံးမဲ့လူရှင်တော့ကြောင်ကန်တဲ့စားရဲ့အချင်တော်လေးများပို့လဲနော်ယူဆိုင်တဲ့အချစ်ရဲ့အဝဲတော့လိုက်လို့မရတဲ့စားတွေလာပြပေးဖို့မမေ့နဲ့နော်ချစ်သူအတွက်ဆိုကတိကလိုပဲတော့စားပါလေချစ်ကလေးပေါ်မင်းတွေ့သူတော့ပို့တော့ကြောင်တစ်ခုလုံးတောင်သိစေမ